လက်စံကြီးတွေပြောင်းရွှေ့ခြင်းရှင်ဖြစ်ကနေမထင်မရှားအပြောင်းရွှေ့တစ်ခုဖြစ်ခဲ့ရတဲ့ပေါ်ပါတယောက်ပြင်သစ်ကလပ်မိုနာကိုတင်းကိုပြောင်းရွှေ့ဖို့နှစ်နှစ်စာချုပ်နဲ့သဘောတူညီခဲ့ပါတယ်အသင်းလက်မှတ်ဖြစ်နေတဲ့အတွက်ပေါ်ပါရဲ့ပြောင်းရွှေ့ခြင်းကိုမိုနာကိုတင်းကပေးစရာမလိုအပ်ခဲ့ပါဘူးတချင်ကကပတ်ကောင်းဆုံးကွင်းလယ်လူတွေကတူပြင်သစ်တင်းနဲ့ကပတ်ပလားရခဲ့သူတူယူနိုက်တက်ရဲ့အဓိကအကြဆုံးကစားသမားတွေထဲကတူဒီလိုအနေထားရင်းနဲ့ပေါ်ပါဟာလက်ရှိမှာတော့မန်မာနာတွေမရှိတော့ပဲသူ့ကိုခေါ်ယူမဲ့အသင်းတော်မရှိတော့ဖြစ်သွားခဲ့ရပါတယ်ပေါ်ပါဘလာကောင်းတယ်ဆိုတော့အထွေထူးပြောစရာမလိုပါဘူးပေါ်ပါရဲ့ကိုရီကိုသွေးငြိမ်ရင်မြင့်တဲ့အချက်နဲ့ဂိုးဖန်တီးနိုင်စွမ်းအားဒါရီယာပေါ်ပါရဲ့အားသာချက်တွေလိုပဲဆိုရမှာပါဒါပေမဲ့လည်းခုချိန်မှာပေါ်ပါကိုအသက်တပံပြန်လည်မြင်တွေ့ရဖို့ကျွန်တော်တို့မျှော်လင့်ရတော့မှာပါကစားသမားဘဝကိုပျော်ရွှင်စွာဖျက်ဆီးတတ်သူဖြစ်ပြီးကဘာပလာရပြီးဒီမှာပြင်သစ်နိုင်ငံရဲ့အောင်ပွဲခံမှုမှာထိပ်ဆုံးကနေပါဝင်ခဲ့သူပါ2016ခုနှစ်က Juventus အသင်းကနေ United ထံကလပ်စံချိန်တွေပြောင်းရွှေ့ရေးယူရို105သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီးပေါ်ပါဟာယနေ့ဒီတိုင်း United ရဲ့ကလပ်စံချိန်တွေပြောင်းရွှေ့ခြင်းရှင်ဖြစ်နေခဲ့ပါတယ်သူ့နေရာအတွက် United မှာရောပြင်သစ်အသင်းမှာပါအစားထိုးနိုင်ခြင်းမရှိခဲ့ပေဟာကွယ်ကြီးတစ်ခုလိုဖြစ်နေခဲ့ပါတယ်ကစားသမားဘဝတစ်လျှောက်မှာ United နဲ့ Juventus နှစ်သင်းတည်းသာကစားခဲ့ပူပြီးပေါ်ပါတယောက်စူးစမ်းအားထုတ်မှုပိုင်းမှာထင်ထားတာထက်တာလွန်နေခဲ့ပါတယ် Juventus အသင်းအတွက်ပွဲစဉ်ပေါင်း190 Juventus အသင်းအတွက်ပွဲစဉ်ပေါင်း190ပါဝင်ကစားခဲ့ရမှာသွင်းဂိုးပေါင်း34ကိုနဲ့ United အတွက်ကတော့239ပွဲမှာသွင်းဂိုးပေါင်း39ကိုသွင်းယူခဲ့ပါတယ်ဒီလိုရေးချင်းတွေနဲ့တူကဘာကောင်းဆုံးဆိုတဲ့ကစားသမားစင်းဝင်ကစားသမားတဦးအတွက်မတင်မှတ်ထားတဲ့ຢာတစ်ခုကတော့စိတ်ကြခဲ့တာပါတားမြစ်စီသုံးဆွဲထားကြောင်း Juventus အသင်းမှာဆွဆွဲခံခဲ့ရပြီးတကယ်တမ်းမှာလည်းပြင်းမှုမြောက်ခဲ့လို့ဘောလုံးလောကနဲ့18လကြာဝေးကွာခဲ့ရပါတယ်တကယ်တမ်းမှာလည်းပေါ်ပါရဲ့ပြစ်ဒဏ်ဟာ၄နှစ်ထိပွဲပယ်ခံခဲ့ရပြီးရှော့ဘော့ပြစ်ဒဏ်တွေကြောင့်18လသာကြာမြင့်ခဲ့တာပါပွဲပယ်ပြစ်ဒဏ်ကနေလွတ်မြောက်တော့မယ့်အခြေအနေရောက်မှာတော့ Juventus အသင်းနဲ့ပေါ်ပါတို့ဟာနှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီးပေါ်ပါကတော့အသင်းလက်မဲ့ဖြစ်သွားခဲ့ပါတယ်မြက်ကင်းစင်းနဲ့လာပေါင်းများစွာဝေးကွာနေခဲ့တဲ့ပေါ်ပါကိုဘေးသင်းကမှလွတ်လွတ်ချင်းခေါ်ယူခြင်းမရှိတော့ပဲပေါ်ပါဟာသူကိုယ်တိုင်ပဲအသင်းပြန်လည်ရှာဖွေခဲ့ရတာပါပေါ်ပါနေနဲ့လည်းရှိမှာမိုနာကိုတင်းနဲ့သဘောတူညီမှုရထားခဲ့ပြီးအသက်32နှစ်ရွယ်မှာပေါ်ပါတယောက်ဘာတွေပြန်လုပ်ပြမှာလဲအရင်ကလိုငယ်မှုငယ်သွေးပြန်ပြီးတော့အသင်းကြီးတွေစိတ်ကြိုက်ခြေစွမ်းမျိုးတွေပြန်လည်ပြသနိုင်လိမ့်မလားဒါတွေကတော့မသေးကြတဲ့အရာမျိုးတွေပါပေါ်ပါဘာတွေလုပ်ပြမလဲသူကိုယ်တိုင်ပြန်လည်တိဆောက်ရမှာဖြစ်ပြီးပေါ်ပါပြန်လာပြီးဆိုတဲ့အကြောင်းကိုသူ့ရဲ့ခြေစွမ်းခြေစားနဲ့တက်တည်ပြရမှာပါတချင်ကကလပ်စံချိန်တွေပြောင်းရွှေ့ခြင်းတရက်နဲ့သူ့ရဲ့ပြောင်းရွှေ့ကိုလူအများအံ့ဩသင့်စေခဲ့တဲ့ပေါ်ပါကတော့အခုဆိုရင်သူပဲအသင်းကိုပြောင်းရွှေ့နေလေသူဘာတွေလုပ်နေလဲတိတ်ပြီးတော့စိတ်မဝင်စားကြပါဘူးဥရောပဟာဘောလုံးနဲ့မပတ်သက်တဲ့ຢာကိုပြင်းထန်စွာတားမြစ်လေးရှိပြီးတားမြစ်စီတို့လူမျိုးရေးခွဲခြားတာတို့လောင်ကစားကိစ္စရပ်တွေဆက်စ်ကိစ္စရပ်တွေနဲ့ပတ်သက်ဆက်နေတဲ့ကစားသမားတွေဆိုရင်ရှုတ်ချခဲ့ရလေးရှိပြီးဒီကစားသမားကဘလောက်ပဲကောင်းတဲ့ကစားသမားဖြစ်နေပါစေဒီလိုကစားသမားမျိုးကိုတိတ်ပြီးတော့စိတ်ဝင်စားလိမ့်မရှိပါဘူးဒါကြောင့်ပေါ်ပါအနေနဲ့သူ့ရဲ့ပုံရိပ်ကိုသူကိုယ်တိုင်ပြန်လည်တိဆောက်ပြဖို့လိုအပ်နေပြီးကစားသမားဘွားကနေနားမယူခင်မှာသူ့ရဲ့နာမည်တစ်လုံးကိုပေါ်ပါပြန်လည်ရှာဖွေရတော့မှာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးလို့